ဒီကနေ့မှာတော့ကိုနဲ့ဆက်ဆိုင်တော်သူဟာဘယ်လိုလဲဆိုတော့ဒီကိုလည်းဆက်ပြလိုက်ပါမယ်ဒီမျိုးနဲ့ပတ်သက်လို့ကျွန်တော်ကြံညွှန်းလေး၃ခုကိုဖတ်ပြချင်ပါတယ်ရှင်မသက်ခရစ်ခန်းကြီးနဲ့ဆက်နေတဲ့39မှာဒုတိယပညာကကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြတ်ချစ်လို့ပြောပညာဖြစ်ဝတ်ပြရချန်ခန်းကြီး19မှာဆက်ရှင်ပါတယ်ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြတ်ချစ်ရမယ်ငါလေးထောက်ရပြဖြစ်တယ်နောက်ထပ်ဂလာတိဩဝါဒစာခန်းကြီး9နဲ့14ထဲမှာလည်းအကြောင်းမကပညာတရားအလုံးစုံလို့ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့မြတ်ချစ်လို့ဟုသောစကားတစ်ခွန်းနဲ့ပြေဆုံးကြ၏ကိုနဲ့ဆက်ဆိုင်တော်သူဟာဘာတူလဲကိုနဲ့ဆက်ဆိုင်တော်သူကိုချစ်ချင်းဆိုတာဘာကိုပြောတာကိုနဲ့အနည်းဆုံးလူကိုချစ်ချင်းဒါကဘာကိုဆိုလိုတာလဲကျွန်တော်တို့အားလုံးဟာကိုတော့အရင်တန်ဖိုးထားကြတယ်ဟုတ်ဒါပေမဲ့ခုနကမှရှိတဲ့သူကိုယူဆက်တယ်လို့မျိုးဘယ်နှချိန်လောက်ယူဆက်ပေးဖို့ခဲ့တယ်လဲဒါကိုကျွန်တော်တို့ပြန်စဉ်းစားဆင်ခြင်မှာဖြစ်ပါတယ်တမန်ကျမ်းစာကကျွန်တော်တို့ကိုပေးထားတဲ့အကြီးမားဆုံးပညာချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုနဲ့ဆက်ဆိုင်တော်သူကိုနဲ့မြတ်ချက်လို့ဆိုတာပါပဲဒီစကားလုံးဟာရိုးရှင်းပေမဲ့အရင်ကိုလေးနေပါတယ်ကိုနဲ့ဆက်ဆိုင်တော်သူဆိုတာကိုရဲ့မိသားစုကိုရဲ့မိတ်ဆွေကိုရဲ့တငယ်ချင်းတွေမဟုတ်ပဲကိုအနားမှာရှိနေတဲ့ဘသူကမဆိုလို့တာဖြစ်ပါတယ်ကိုစာတော်ရင်ကကိုကျင်းစာတက်ဖို့ကိုနာကျင်ကြည်ခွဲခံစားရတဲ့အခါတပါးသူရဲ့အနာကျင်မှုကိုနားလည်ပေးဖို့နဲ့ကိုအတွက်ကောင်းတာကိုလိုလားသလိုသူတို့ဘာအတွက်လဲကောင်းကျိုးကိုကြည့်ရှုပြုစုပေးဖို့ဖြစ်ပါတယ်ဒီမြတ်တာဟာကဘာကြီးကိုငြိမ်းချမ်းစေတဲ့တစ်ခုတည်းတော့ချက်ပါပဲဒီနေ့ကစားပြီးကိုချစ်တယ်လို့မျိုးဘေးနာကလူကိုလည်းနှိထွေးတဲ့အပြောတစ်ခုဒါမှမဟုတ်အားပေးတဲ့စကားလေးတစ်ခုနဲ့ချစ်ချင်းမြတ်တာကိုစတင်ဝင်ရနိုင်ကြရအောင်ကိုနဲ့ဆက်ဆိုင်သူကိုချစ်ချင်းအဖြစ်ဖြတ်ခဲကောင်းခြင်းမင်္ဂလာကိုခံစားနိုင်ကြပါစေ